မင်္ဂလာပါ KS ကချင်ကဒီနေ့တော့ပထမဦးဆုံးဗီဒီယိုလေးကအပွင့်သေးသေးလေးနဲ့နှုတ်ကလေးတပင်းနဲ့ခက်ကလေးပြပေးမှာပေါ့နော်ဒီဟာလေးကနေအပွင့်လေးသေးသေးလေးနဲ့တော်တော်လေးချစ်စရာကောင်းတဲ့အပွင့်လေးကဒီလိုအပွင့်ပုံစံလေးကအပွင့် size ဆိုရင်အပွင့်ပုံစံလေးကတော့တစ်မျိုးပဲပဲเนาะအပွင့်လေးကိုအစံခွဲလေးခွဲထားပါတယ်ပြီးတော့အစံခွဲကတော့တလုံးချာเนาะတလုံးချအစံခွဲလေးပါဒါလေးဆိုအစံခွဲထားတယ်နောက်ထပ်တလုံးကျတော့အစံပြန်ခွဲထားပါတော့เนาะအဲ့လိုလေးခွဲတယ်ပြီးတော့ဂျားပွင့်လေးသူကလှတာเนาะဒီဂျားပွင့်လေးလှတာเนาะဒီဂျားပွင့်ပုံစံလေးကလည်းချစ်စရာလေးတေးလေးပေါ့နော်တကွေးတရောင်လေးခတ်ထားတာပါအပွင့်စိတ်ကလေးနဲ့အပွင့်တေးလေးကိုမှညွန့်ညွန့်ဆူဆူလေးနဲ့လှတဲ့အရာမျိုးပေါ့နော်ဒီကတော့ညညရောင်ဆူဆူလေးတစ်ထည်ပါဒီဟာလေးကတော့တစ်ထည်လေးရှိတယ်ပေါ့နော်နောက်တော့ဆက်ထွက်မယ်ဒီဟာလေးနေနော်ဆက်ထွက်မယ်လောလောဆယ်မှာတော့အပွင့်တေးလေးနဲ့ချစ်စရာလေးကတော့ဒီရောင်တစ်ထည်ပါတယ်သူကတော့ Premier Pool လေးကို1 set လေးတိုက်ခွဲကြော်ပါတာပေါ့နော်ဈေးလုံးလေးက3သိန်းနဲ့8တောင်းပါနော်ဒါလေးကအရန်လှတယ်တော်လေးကိုစို့ပြီးတော့ပေါ့နော်ဥစားလေးချစ်စရာနဲ့စိတ်ကလေးနဲ့ကာလာဆက်လေးလားကာလာဆက်ကလေးကသူကရိုးရာအထဲမှာနည်းနည်းဟိုဆေးအယောင်ရမ်းလှတဲ့အယောင်ဆက်မျိုးလေးเนาะသူကလေရိုးရာညှို့ပုံစံမျိုးအလှလေးပေါ့เนาะဒီထဲလေးကအဲ့တော့ဒါလေးကအပွင့်လေးသေးရဖြစ်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်သေးတဲ့သူလည်းလှတယ်ခန္ဓာကိုယ်ပြည့်တဲ့သူလည်းလိုက်တယ်เนาะဒီဥစားလေးကအပွင့်စိတ်ကလေးဆိုဒီလိုလေးပါအရာလာတထဲလေးရှိရဒီဟာလေးတွေเนาะတကယ်ကိုလှတာပေါ့เนาะဒါလေးကနံပါတ်လေးကတော့240နဲ့လေးပါကိုကတော့အယောင်လေးကိုနည်းနည်းလေးဆူဆူလေးဝစ်ချင်တယ်နည်းနည်းလေးအရေးလေးဘက်ကိုတော့ဝစ်ချင်တယ်ဆိုရင်တအားနီရလည်းမဝစ်ရဲဒီလိုမျိုးကာလာမျိုးလေးယူတင်တယ်ပေါ့เนาะသူကအရန်မရင်ဘူးပြီးတော့နီညိုလိုမျိုးမှောင်တဲ့လူလည်းမဟုတ်ပေါ့เนาะသူရောင်လေးကဆိုပြီးတော့ရေးတဲ့ဘက်ကိုတော့เนาะတထဲလေးရှိတယ်အဲ့တော့အပွင့်စိတ်ကလေးလိုချင်တဲ့လူရှင်စီပြီးဆက်သွယ်ပြီးလို့เนาะ